撞到那里用表姐洗的是喏，是喏，这把包奥的嘛来比较哩，车包烟、马包烟烤地面，比如18对面烤地面，梅林面烤地面，巴龙嘛嘞，阿炒米来买的嘛嘞，အဲ့လိုမျိုးအချောင်းမိလိုက်မှန်နေမန်နဲ့လူကိုကြည့်တော့ကိုကျိုးမရှိဘူးကွာဒီလားအဲ့တော့ကျိုးစီအောင်ဘာလုပ်လဲဆိုတော့ပြောပြမယ်ခေရဲ့ဒီ Telegram channel လေးတစ်ခုထောင်ထားတယ်အဲ့ channel လေးကို comment မှာ link ချပေးထားတယ်အဲ့ link လေးကို join subscribe လုပ်အဲ့ channel ကို subscribe လုပ်ပြီးသွားလို့ရှိရင်အဲ့ channel လေးမှာကြည့်ပါတင်ပေးမလဲဆိုတော့ဘောလုံး free တက်တင်မယ်သတင်းတွေတင်မယ်ပေါက်ကြေးတွေကိုရလက်တွေတုတ်တစ်ချက်တွေအကုန်လုံးတင်ပေးမယ်အဲ့ဒါတွေကိုလေ့လာပြီးတော့ကိုပေးရဲ့တင်နဲ့အမလေးကြကြပါဦးတေးပါပြီရှင်ကျမယောက်ျားကြော်ကြီးမဟုတ်ရဲ့လား ဟဲ့တွေ့ဘာတွေဖြစ်လာလဲ ဘာဖြစ်ရမှာလဲဒီတစ်ခေါက်ကြော်ကြီးလေကားထွက်ပြီးတော့ပြန်လာတာအဲ့မှာ R5 ဆေးဆိုပြီးတော့ဝယ်ပြီးတောက်လာလေကျမတို့ပဲမြစ်လေးဆိုပြီးတော့စနေရအခုသူကပဲမြစ်မဟုတ်ဘဲနဲ့ကစိုးဖြစ်လို့ကျမမီးပွင့်နေပြီ ဟဲ့ဘာဘယ်သေးတုံးအားဖိုက်ဆိုတာဘာလုပ်တာ ဒီဆေးလေး R5 ဆိုယောက်ျားလေးတွေအတွက်လေပဲမြစ်ကနေပြီးတော့ကစုံဦးလောက်ဖြစ်လာသေးတယ်ဆေး ဟဲ့အဲ့ဒါဘယ်လိုမျိုးဝယ်တောက်ရတာလဲပြောပါဦး အဲ့ဒါလေဝယ်တောက်မယ်ဆိုရင်ဒီအောက်ကချင်းဝါလေးထဲမှာဝင်ပြီးဝယ်တောက်လို့ရတယ်သူကဘူးသေးဆိုလို့ရှိရင်10လုံးပါတယ်အဲ့10လုံးတောက်တာနဲ့တိတိတတာအောင်မှလေကိုလိုချင်တဲ့နေထားတစ်ခုကိုရတယ်ပဲမြင့်ကနေကစုံဦးဖြစ်တယ်အဲ့ဒါအရင်တော့ကတော့အဲ့ဒီဆေးရ10လုံးမှာ900ကျော်600လောက်ပေးရတာအခု300ကျော်နဲ့ဈေးချတယ်ဆိုပြီးတော့ကြော်ကြီးကဝယ်လာလေရဲ့မဲ့ကိုလိုချင်တဲ့နေထားတစ်ခုမရောက်သေးဘူးမလားမရောက်သေးဘူးလို့ဖတ်သားရတယ်ဆိုလို့ရှိရင်တလားတိတိတော့တောက်လိုက်အလုံး30အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးရတယ်ဒါမဲ့တတိတော့ထားနော်ပဲမြင့်ကနေကစုံဖြစ်အောင်လုပ်လို့ရတာကစုံကနေပဲမြင့်ပြန်ဖြစ်အောင်လုပ်လို့မရဘူးသတိထားပြီးတော့က အေးပါနေလို့ ကိုတယောက်ခမရရဲ့ဖောင်းနေတဲ့နေရာလေးကိုတိုက်ချင်တယ်ဟဲ့ငါတို့တော့ပါနော်အေးဟုတ်ဒီမှာ လွတ်လပ်နေတဲ့အမရဲ့လဲကွက်သေးကိုကျွန်တော်ရဲ့မုံလာဦးလေးစိုက်ပြရစီနင်တို့လည်းတရက်တစ်မျိုးမရိုးအောင်သိလားနော်ဂွေးဦးနဲ့ဖုန်းနဲ့လဲချင်တဲ့သူနဲ့ပြင်ပါအမရဲ့လဲကွက်ကမဲလာဖြူလာမေးတဲ့သူနဲ့အခုလည်းလဲကွက်ထဲကိုမုံလာဦးကစိုက်ချင်ရပြန်ပြီနော်တရက်တစ်မျိုးကိုမရိုးနိုင်တော့နော်လဲကွက်ထဲတော့မုံလာဦးစိုက်လို့မရအောင်မောင်းလေးနော်အဲ့မုံလာဦးကတော့ငရုတ်စုံနဲ့ကိုထည့်ပြောလေငရုတ်တင်းနဲ့တော့ကြေနေအောင်တော့ထောင်းပေးတယ်အထောင်းခံခြင်းပြောထောင်းပေးမယ်နော်ပြီးလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ကြော်မသွားနဲ့ကြော်သွားတဲ့အကုန်လုံးရဲ့နော်ကြော်သွားရဲ့ကောင်တွေအကုန်လုံးရဲ့မုံလာဦးတွေကိုနော်ငရုတ်စုံနဲ့ထည့်ပြီးငရုတ်တင်းနဲ့ရောထောင်းပေးမယ်အဆုံးဒီကြည့်မကြည့်ဘာလို့ရှာနေရလဲငါတွင်းခံပြောင်းနေဟေးတော်လေဘုမအဒီမာလို့လေသူမ မိမကြီးဒီနေ့ကမိုးလဲပါလို့အေးလဲအေးလို့ယောက်ျားအလုံးမသွားတော့ဘူးနော် မဆိုင်ရမယ်လို့မလုပ်ချင်ဂျန်နာလည်းမလုပ်အောင်နော် သွားလိုက်မယ်လို့သွားလိုက်မယ် ရှင်ရရအလုပ်ပြရတော့ခွင့်ယူလိုက်ပါတော့ မရဘူးဒီကဘာလောက်ကခွင့်ယူပြုတ်လိမ့်မယ် အဲ့ဒါပြရလို့ဒီအမေကရွာပြန်တော့မယ်ပြောလို့အဲ့ရှင်မဲဟန်ကြတားခွင့်လိုက်ပို့ခိုင်းတယ်အရှင်တို့ပုံစံ အလုပ်ကိုခွင့်ယူမလို့လေ ရှင်ပြောခွင့်ယူလို့မရဘူးဆို အလုပ်ကပြုတ်ရင်နောက်တစ်ခုရှာလို့ရတယ်ဒီလိုခွင့်ရဆိုတာနှစ်ခါမရဘူးသိလား ခက်က ရမယ် မအေးလို့ ကဲပြောသမီး ဆရာကြီးရှင်ဟိုရှေ့ဖြစ်နောက်ဖြစ်လေးနဲ့လေအိမ်အောင်ကြကိန်းလေးရှိမလားသိချင်လို့ပါရှင် ကောင်းပြီသမီးလက်လေးခဏပြအရန်ကောင်းတာပဲ ဘာကောင်းတာလဲရှင် ကင်လို့ ရှင် မဟုတ်ပါဘူးသမီးရေဟိုဆရာလက္ခဏာအရန်ကောင်းတာပဲလို့ပြောတာဟာ အော်ဟုတ်ကဲ့ သမီးလက္ခဏာအရန်ကောင်းတယ်လीနောက်ပြီးသမီးလက္ခဏာရကသမီးအိမ်အောင်ကြခင်းရှိတယ် ဟုတ်ကဲ့ရှင် နောက်ပြီးတော့သမီးရဲ့ရုပ်ရည်ကကြော်ရုပ်နော်ဆရာကြော်ဖြစ်မှာ ဟုတ်ကဲ့ တခုတော့ရှိရသမီးရေတရားချီရမယ်နော် လူချီရမယ်ဆရာ သမီးညဖန်ကြရင်အိမ်ကအဝတ်စားတွေအကုန်လုံးကြခဲ့
လက်ထက်စာချုပ်နဲ့ဆောင်ယူထားခဲ့နော် ဟုတ်ကဲ့အဲ့ဒါဆိုသမီးကြပြီလားဆရာ ကြပြီလို့သာမှတ်လိုက်တော့ ဟုတ်ကဲ့ဘယ်သူနဲ့လဲဆရာ တရားနဲ့ ရှင် ကိစ္စ ဖလားအမ်လာလီတပူပေ ဒီဆိုင်မှာတော့ဖားလိုက်တဲ့တမီးတော့မရှိတော့ဘူးရှင် မျက်နှာအသားပြောင်လို့လေးနေဟာဖလားအမ်လာနီ အင်္ဂလိပ်စာ van and livery တာမှမှန်အောင်မပြောတတ်ဖင် ဩဘာလို့မှမပြောတတ်ရမှာလဲဒီမှာလူဆိုတာအခြေအနေကိုကြည့်ပြီးပြောတတ်ရတယ်ရွာလူတွေကအဲ့လိုအတန်တော့အမှန်ပြောလို့ရှိရင်နားမလည်ဘူးအဲ့လိုဗျံပရာပြောမှနားလေတာ ဘလူကြီးယောက်ျားကြီးလုံးပါဟာ အဆမရကြုတ်ကြီးဦးစီးဦးဆောင်လုပ်နေရတာခေါ်မနေနိုင်ဘူး ဟာအစားတော့နေငေါ့ဒူးကြီးခူးပြီးမှဒီပါရောပြောလို့နင့်ငါယူခဲ့တာလေ အဲ့ဒါမရခင်ကပြောတာ ငါဘာလို့ပြရမောင်ပြော ရေတစ်ခွက်ခတ်ပေးအောင်မော်လို့ ပြောတော့မြင်ရှီမွေးမီမလောင်လက်မွေးမီမလောင်ထားမှလို့ပြောပြီးတော့ အခုတော့ကဘယ်မွေးမီလောင်နေလို့တော့ တော်လိုက်တော့နင့်ကငါယူမိတာမှားပါ့ ပြောကျွန်တော်မှာကောင်းမှရှိပါတယ် ကျွန်တော်မှာကောင်းမလေးရှိပါတယ် စပြောလေ ဘာပြောတော့ ပြောချင်မှမရှိဘောနဲ့ ကျွန်တော်မှာကောင်းမလေးရှိပါတယ် ကျွန်တော်ကောင်းမလေးကသူပါ ကျွန်တော်ကောင်းမှလေးကလွဲပြီး ကျွန်တော်ကောင်းမလေးကလွဲပြီး ဘယ်သူမှမချစ်ဘူး ဘယ်သူမှမချစ်ဘူး ငါပြောတဲ့အတိုင်းရင်ပြောရတာလား မဟုတ်ဘူးကိုပြောတာ ကိုယ်စိတ်ကပါလို့ကိုပြောတာဟုတ်တယ်နော် တဲ့ကိုစိတ်ကြီးပါလို့ကိုပြောတာ မြင့်မိသားစုပြီးရင်ဘယ်သူ့ချစ်ဆုံးလဲ တဲလေးကိုချစ်ဆုံး အဲ့တော့တခြားကောင်မတွေကိုလာပြောရင်ပြန်ပြောမှာလား မပြော လာချင်ရော ဘူးမချစ်ဘူး ဒီလိုတန်းမြင့်မြတ်ချစ်တော်မော်လေးဖြစ်အောင်ဘယ်သူလုပ်ပေးထားတာလဲ တဲလေးလုပ်ပေးတာ အဲ့တော့ဘယ်သူ့ကိုချစ်တာလဲ တဲလေးကိုပဲချစ်တာ ဘယ်သူ့ယူမှာလဲ တဲလေးကိုယူမှာ သိင်ကြီးဒီကိုကြည့်ပြောငါ့ကိုကြောက်နေရတယ်ဆိုတဲ့ပုံစံမျိုးမဟုတ် ကိုစီတူကနေဘက်တာဆို အော်ဟုတ်တယ်ညီမ အော်နေဘက်မှာကအကိုကဘာလို့လုပ်တာလဲ အကိုကဟိုမှာလေးနေမှာစိုက်ပျိုးရေးလုပ်တာ စိုက်ပျိုးရေးသမားတွေကကောင်မလေးကိုရည်စားစကားပြောရင်ဘယ်လိုပြောရလဲ ညီမရဲ့လစ်လက်နေတဲ့လက်ကွက်လေးမှာအကိုရဲ့မုံလာကိုလေးစိုက်ပြရစီလို့ ခင်ဗျားတို့မိမရဲ့အကြောင်းသိကြရင်လေလုံးမလို့ခနဲ့လက်လောက်ထိုင်စားကြည့်မိုးမရပဲနဲ့မိုးချင်းတယ်မှာကြား ရှင့်ဒီမှာဘယ်လိုမှာထားလဲ အာမချောင်နဲ့လူမှာထား တော်တော်ခေါင်းကြွနားလား ကိုပေါ့စီ မိမရာခါတိုင်းလူပဲယောက်ျားလူခေါ်သားမှာကွာပါမဲရတယ် ပတ်စံမရှိလို့စိတ်ညစ်ညာယောက်ျားရဲ့မိန်းမကြီးလာလုတ်ပြီးငွဲ့ပြနေလေပတ်စံလေးပါလေရှာဖို့စိတ်ကူးမရှိဘူးလား အယောက်ျားလည်းရှာတာပဲလေကွာအလုံးမှမရှိတာပဲတက်နေ ရှာတယ်ရှာတယ်နဲ့အိမ်ထဲနေထိုင်နေအပြစ်မှထွက်မရှာပတ်စံမျိုးလို့ရမှာ ရှာတာပဲမိမရာအော်ဒါနဲ့မိမ ဘာတော့ ခါတိုင်းလေမိမလုတ်ကြည့်နေကြစီသားကြောက်ဖို့လေယောက်ျားမကြွေးချင်ဘူးလားကွာ ဘာရဲ့ စီသားကြောက်ဖို့လေ အမလီပြောထွက်တယ်နော်ဒီစကားပတ်စံရှာဖို့ကြောင့်စိတ်ကူးမရှိဘူးအမလီတွေးလိုက်ရအဖုတ်ရဲရဲကြီး ဟမ် ဟဲ့ကိုအကွာဒီဘက်ရမ်းမို့လား ဟုတ်တယ်ဗျဘာကိစ္စရှိလို့လဲ အိတ်စိတ်ညစ်နေတာမို့ဒီညကလပ်သွားမယ်ဒီရအမှုတောက်ပြီးစိတ်လွတ်လပ်လွတ်ကဲပြစ်မယ်ဝေါအကိုကိုဒီညအားလာရင် ဟိုအားရညီမရဲ့ ဝမ်းတာလိုက်တဲ့ရှင်ရဲ့ညကျမကလေးကိုရှစ်စီမှာအခဲ့မယ်နော် အမတို့ဆိုင်မှာယောက်ျားလေးအတွင်းခံရှိလားဗျ ရှိတယ်မောင်လေးရဲ့စိုက်ပလောက်လဲ ဟိုလေးကျွန်တော်ဆိုင်ကိုတိတိရလို့လို့လားဗျ စိုက်တိမမောင်လေးတော့ဝလို့အဆင်ပြေမှာပေါ့ အဲ့ဒါဆိုဟိုလေးကျွန်တော်ဆိုင်ကဒီလောက်တော့ရှိတယ်ဗျ တက်ပက်ဒီလောက်ရှိတာလား small size လား medium size လားမေးတာမသားရဲ့